သူတို့ကြီးမရှိများအားလုံးပဲမင်္ဂလာပါနော်လာမယ်16ရက်12လ25ပေါ့နော်အခုလာမယ်23ချိန်အတွက်ညီမတို့အခု break side break line လေးပေါ့နော်ဒါဆိုရင်အခုတွေ့ရအောင်နော် break side break line လေးကဘာလေးလဲဆိုတော့နော်စသွားမယ်ဒီမှာရှိတယ်နော်6 4နဲ့3လုံးပေါင်းမယ်နော်9ရဲ့4ရဲ့ပေါင်းတော့ပေါင်းခြင်းက3ရဲ့2ရဲ့ပေါင်းတော့ပေါင်းခြင်းက5နော်9ရဲ့ပါဝါက3ည9 3ညဆိုပြီးတော့ break နှလုံးရထားတယ်ဟုတ်ပြီနော်ဒါဆိုရင်ညီမတို့ရဲ့အခုထွက်ကနေလေးကိုတွားပြီးကြည့်ကြမယ်နော်ထွက်ကနေကဆိုရင်ဒီမှာ85နဲ့85နဲ့ဆိုတော့လွယ်အောင်ပေါင်းလိုက်မယ်8နဲ့ပေါင်းတော့3ညနဲ့9နဲ့ပေါင်းတော့9ပေါင်းခြင်း9 break ဆိုပြီးရထားတယ်9 3ညမှာဒီမှာ9 break ဆိုပြီးဆင်းနေပေါ့နော်ဒါဆိုရင်အခုနောက်ထပ်တစ်ပင်ကိုဆက်သွားပါမယ်နော်9 6 9 ပေါင်းတော့1ရဲ့9ရဲ့ပြန်ပေါင်းတော့ပေါင်းခြင်း6ပဲ6ရဲ့ပါဝါ1เนาะ6 1 break ဆိုပြီးတော့ရထားတယ်ပေါ့နော်ဒါဆိုထွက်ကနေလေးကိုတွားကြည့်မယ်ဒီမှာ6 4 6เนาะခုနကတည်းက6 4ပေါင်းတော့3ညနဲ့6နဲ့ပေါင်းတော့ပေါင်းခြင်း6 break ဆိုပြီးရထားတယ်6 1မှာဒီမှာ6 break ဆိုပြီးဆင်းနေပေါ့နော်ဒါဆိုရင်ခုနောက်ထပ်တစ်ပင်ကိုဆက်သွားမယ်4 9 4ပေါင်းတော့1 9ပေါင်းတော့3ညရဲ့ပါဝါက5ပေါ့နော်3ည5 break ဆိုပြီးတော့ရထားပါတယ်ဒါဆိုရင်ဒီမှာထွက်ကနေလေးက8 9ပေါ့နော်8 9ပေါင်းတော့ခွန်8ပေါင်းတော့5ပေါင်းခြင်း5 break ဆိုပြီးရထားတယ်3ညနဲ့5နဲ့မှာဒီမှာ5 break ဆင်းနေပေါ့နော်ဒါဆိုရင်ဒီကတော့က6 4 5ပေါ့နော်6 4ပေါင်းတော့ပေါင်းခြင်း3 3 5ပေါင်းတော့ပေါင်းခြင်း8เนาะ8ရဲ့ပါဝါ3ပေါ့နော်8 3 break ဆိုပြီးတော့ရထားတယ်เนาะဒါဆိုရင်ဒါကညီမတို့လာမယ့်ဘတ်အတွက်ပေါ့နော်ထည့်ကစားရမယ်ရှာတွေ့ထားတဲ့ break လေးပေါ့နော်16ရက်12လ25ပေါ့နော်အခုလာမယ့်23ချိန်မှာပေါ့နော်ထည့်ပြီးတော့ကစားရမယ် break side break line လေးကတော့ break နှလုံးရှာတွေ့ထားတဲ့8ရက်3ရက်ပေါ့နော်ဒါကညီမရှာတွေ့ထားတာကိုဆက်ပြခြင်းဖြစ်ပါတယ်ကိုတို့မတို့ကအကြိုက်တူမကြိုက်နေတဲ့မဆိုလိုက်ပြီးတော့ကစားကြပါနော်အားလုံးပဲလာမယ့်ပတ်မှာအဆင်ပြေကငောင်းပါသေးလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်